ပကံခေတ်မတိုင်ခင်နှစ်ပေါင်းရာချီစောတဲ့အချိန်ကလေးကမြမမြေပေါ်မှာအလွန်အဆင့်မြင့်တဲ့မြို့ပြနိုင်ငံကြီးတွေရှိခဲ့ပူပါတယ်။ကိုယ်ပိုင်ငွေရင်းကားတွေသုံးတယ်။အဆင့်မြင့်ရေသွင်းစိုက်ပျိုးရေးစနစ်တွေရှိတယ်။အေယာမမြို့ရိုးကြီးတွေနဲ့ခမ်းနားတဲ့အဆောက်အအုံတွေကိုတည်ဆောက်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့တရုတ်မှတ်တမ်းတွေမှာတော့ရွှေတွေငွေတွေနဲ့အလွန်ချမ်းသာတဲ့လူမျိုးတို့တင်စားခံခဲ့ရတဲ့ဒီပြူလူမျိုးတွေနဲ့သူတို့ရဲ့ခမ်းနားတဲ့မြို့ပြကြီးဟာ900စုရောက်လာတဲ့အခါမှာတော့သမိုင်းစာမျက်နှာပေါ်ကနေရုတ်တရက်ပြည့်ဝက်စမ်းကြယ်စွာအစနမကြံပျောက်ကွယ်သွားခဲ့ပါတယ်။ဒါဆိုသူတို့ဘယ်ရောက်သွားတာလဲ။အားလုံးပဲမင်္ဂလာပါ။တူတာ Optic Channel ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့သမိုင်းပညာရှင်တွေကိုယ်တိုင်အခုထိအဖြေရှာရခက်နေစေဖြစ်တဲ့ပြူမျိုးဟောင်းရဲ့ပျောက်ဆုံးခြင်းလျှို့ဝှက်ချက်တွေကိုအတူတူခြေရာခံကြည့်ကြပါမယ်။ဟန်လင်းဗိတ်တနိုးနဲ့တေရီခိတရာဆိုတဲ့ပြူမျိုးဟောင်း၃မျိုးကိုကမ္ဘာ့အမွေနဲ့ UNESCO စာရင်းဝင်ဖြစ်သတ်မှတ်ထားခဲ့တာအားလုံးသိကြမှာပါ။ပြူတွေဟာမြန်မာသမိုင်းမှာပထမဆုံးမျိုးပြတည်ထောင်သူတွေဖြစ်ပြီးတော့သူတို့ရဲ့ဘိသုကပညာကအလွန်အမခမ်းပါပဲ။ဥရောပမှာအလဲခေတ်အမှောက်ကာလကိုဖျက်ဆီးနေရချိန်မှာပြူတွေဟာတန်ရီကြိုနီးဖန်ပတိနဲ့ကြောင်းမြတ်ရတနာသွေးတဲ့နည်းတွေကိုကျွမ်းကျင်နေကြပါပြီ။ဒါ့အပြင်တရုတ်ဘုရင်စီကိုတန်တမန်တွေကားကြီးတွေဆေလွတ်နိုင်လောက်တဲ့အထိနိုင်ငံတကာဆက်ဆံရေးလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ဒီလောက်အင်အားကြီးတဲ့အင်ပါယာကြီးကဘာဖြစ်လို့ရုတ်တရက်ပြိုလဲသွားခဲ့ရတာလဲ။ဒီနေရာမှာဒီမေးခွန်းအတွက်သမိုင်းဝင်အဖြစ်ရှိနေပါတယ်။တကယ်တော့ပြူတွေဟာဘေးဒီဆန်ဆန်ပျောက်ကွယ်သွားခဲ့တာထက်ပြင်ပကျူးကျော်မှုတံကိုပြင်းပြင်းထန်ထန်ခံခဲ့ရခဲ့တာပါ။တရုတ်နိုင်ငံရဲ့ထန်မင်းဆက်ခေတ်ကမန်ရှူကျန်းဆိုတဲ့ပညာရှင်ရေးသားခဲ့တဲ့မှတ်တမ်းတွေအရ900စုအစောပိုင်း AD 832ဝန်းကျင်မှာတရုတ်နိုင်ငံတောင်ပိုင်းဖြစ်တဲ့အခုဆိုရင်ယူနန်ပြည်နယ်နန်ကျောက်စစ်တပ်ဟာပြူမျိုးတွေကိုဖျက်ဆီးပြီးပြူလူမျိုး3000ကျော်ကိုတုံပန်းအဖြစ်ဖမ်းဆီးသွားခဲ့တယ်လို့အတိလင်းရေးသားထားပါတယ်။တရေခိတရာနဲ့ဟန်လင်းမျိုးဟောင်းတွေမှာမီးလောင်ထားတဲ့အုပ်ရိုးတွေနဲ့ပျက်စီးနေတဲ့အဆောက်အုံတွေကိုဒီကနေ့ထိတွေးရှိနေရတာဟာဒီစေပွဲရဲ့ပြင်းထန်မှုကိုသက်သေပြနေပါတယ်။ဒါပေမဲ့ဒီနေရာမှာဗဟေဒီတစ်ခုထွက်ပေါ်လာပြန်ပါတယ်။မြို့ပေါင်းများစွာမှာနေထိုင်တဲ့လူသိန်းနဲ့ချီရှိတဲ့ပြူလူမျိုးတွေအကုန်လုံးကလူ3000ဖမ်းဆီးခံရရုံနဲ့မျိုးနွယ်စုလက်ကြီးပျောက်ကွယ်သွားဖို့ဆိုတာဖြစ်နိုင်ပါမလား။အဲ့ဒီအတွက်အဖြေကတော့သမိုင်းပညာရှင်တွေတွေးဆထားတာထက်နောက်ထပ်လျှို့ဝှက်ချက်တစ်ခုရှိနေပြန်ပါတယ်။အဲ့ဒါကတော့နန်းကျောက်တက်တွေဝင်လာတဲ့အချိန်မှာကြံရိခဲ့တဲ့ပြူလူမျိုးတွေဟာအစုလိုက်အပြုံလိုက်မြောက်ဘက်ကိုရွှေ့ပြောင်းသွားခဲ့တယ်ဆိုတဲ့အချက်ပါပဲသူတို့ဟာနောက်ပိုင်းမှာဝင်ရောက်လာတဲ့ဗမာခေါ်မြန်မာတွေနဲ့သွေးနှောပေါင်းဆက်သွားပြီးကျွန်တော်တို့တွေအားလုံးသိတဲ့ပကံအင်ပါယာကြီးကိုတည်ထောင်ဖို့အုံမြင့်ချပေးခဲ့တာဖြစ်နိုင်ပါတယ်ဒါကြောင့်ပကံခေတ်အစောပိုင်းဖျားတွေမှာပြူပြီးသူကလက်ရာတွေအများကြီးတွေ့နေရတာကဒီတီဟိုရီကိုပို့ပြီးခိုင်ပါစေပါတယ်အစင်းမြင့်လုံးတဲ့ပြူလူမျိုးတွေဟာတမိုင်းထဲမှာတကယ်ပဲအပီးတိုင်ပျောက်ကွယ်သွားခဲ့တာလားဒါမှမဟုတ်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့သွေးကြောထဲမှာယနေ့တိုင်ဆက်လက်စီးဆင်းနေစေဆိုတာဖြစ်နိုင်ပါမလားဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းမေဒီတွေကိုဆက်လက်ရှာဖွေနိုင်ဖို့ကျွန်တော်တို့ရဲ့တူတာ Optic Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်